မင်္ဂလာပါရှင်။သုံးလေးမမေ Biz ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မမေမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့မွေးငါဆိုင်နဲ့ဝေးချမယ့်အကြောင်းအရာလေးပဲဖြစ်ပါတယ်ရှင်။မမေတို့လိုနှုတ်တိုင်းမမေတွေအတွက်မနက်စာကိုအာဟာရပြည့်ပြည့်လေးစားဖို့လိုအပ်ပါတယ်။အဲဒီတော့ကိုစားချင်တာလေးလေးစားရမယ်။ဝေးလေးလေးချမယ်ဆိုရင်ဘယ်လောက်တောင်ပြောဖို့ကောင်းလိုက်မလဲပေါ့နော်။အဲဒီတော့ဆိုင်ကနေမွေးငါဝဲလာမယ်။ဝဲလာပြီးရင်ဆိုင်ရပါလာတဲ့မွေးငါဘတ်တွေအကုန်လုံးမစားဘဲနဲ့မွေးငါဘတ်တွေကိုထောက်ဝဲရှော့ချလိုက်ပါမယ်။ပြီးလို့ရှိရင်ကိုကြိုက်တဲ့ငဖယ်လေးထည့်မယ်။ပြီးတော့ကော်ဖီနန်းနန်းမင်းအစုံထည့်မယ်။များထည့်လို့ပိုကောင်းလေနော်အသီးရွက်ကလေးတွေကိုပြီးလို့ရှိရင်ကြက်ဥတစ်ချမ်းထည့်ပါမယ်။စစ်သွန်လေးတွေပြုတ်ထားတာတော့မကြိုက်လို့ကိုယ့်ဘာသာကိုပြုတ်ထားတာပါ။အဲ့ဒါလေးတွေကိုထည့်မယ်ပေါ့နော်။ဝယ်တဲ့ဆိုင်တွေကတော့ဈေးကြီးလို့စက်သွန်တွေအများကြီးမထည့်နိုင်ကိုကများများစားချင်တယ်ဆိုရင်တော့ကိုဘာသာကိုပြုတ်ပြီးထည့်စားလိုက်တာပေါ့နော်ပြီးရင်ရုပ်သီးမုတ်များများဆက်ဆက်ကလေးစားပါမယ်အဲ့ဒီမွေးငါတစ်ပွဲလုံးမှာကယ်လိုရီ400ဝန်းကျင်ပဲရှိတဲ့အတွက်မင်းတို့လိုနှုတ်တိုက်မမေကြီးအတွက်အရင်အဆင်ပြေတဲ့မွေးငါတစ်ပွဲဖြစ်ပါတယ်အဲ့ဒီတော့ကိုစားချင်တာလေးလဲစားမယ်ဝယ်လေးကြမယ်ဆိုရင်ဘလောက်တောင်ပြုတ်ကောင်းလိမ့်မလဲနော်အဲ့တော့မမေနဲ့အတူမွေးငါလေးကိုရတာရှိနဲ့စားကြည့်ကြရအောင်ဆုံးဖြတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်